စီတတိုင်းကြီးပဲချာနေပါစေနေရှိတဲ့အရာကိုအသက်ဆုံးလို့မောင်းလိုက်ခဲ့ပြစေနာကိုအတိုင်းဝိုင်းနေခွဲခြားလို့ထားပါစေနေရှိတဲ့အရာကိုအရင်ဆုံးလို့မောင်းလိုက်ခဲ့ပြစေတရားသေးမောင်မလေးတမီးချီနေအောင်ပြေချီရင်းစားငယ်လာရင်ချစ်သူရှိရာဘာလို့တာမောင်ရောက်လာမလဲချစ်သူရင်ခံရတဲ့ဒီလိုအလွမ်းကြီးမခံနိုင်ဘူးကွယ်ချီဝ